မှာပေါ့နော်ဟိုငလင်ပေးအတွက်ဘုံရောင်းပြီးတော့ဟိုရတဲ့ပတ်စံနေလှူမှာပေါ့နော်မမှန်ကြရင်ဒီတငယ်ချင်းတွေကတော့မှာပေါ့နော်ကိုရီးယားကျတော့လောကနဲ့လာကူတာပါ3ရက်လုံးလာကူတာပေါ့နော်မမတို့ကအခုသဘာဝဘေးအနေနဲ့ပဲဖြစ်တာဆိုတော့အခုမလို့ဆိုလို့ရှိရင်လည်းလောအားပေးလာလောက်တာပေါ့နော်သူစရာလည်းအများကြီးတော့ရှိရတယ်နော်ကိုရီးယားကိုဘက်ကတက်နိုင်တယ်လားပေါ့နော်ဒီတော့လိုအပ်တာသူလိုအပ်တာကလည်းပြီးတော့ရေးခဲ့တဲ့ပုံလေးပေါ့နော်သူတို့ကချက်အောင်လိုအပ်တယ်လို့ပြောကြတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာအခုနေရင်ပေးအတွက်လာပြီးတော့ဒါပဲပြရတယ်ရုံဝမ်းတာပါလေနောက်ပြီးတော့ဒီ black and white ကိုလေးလာပြီးအားပေးကြဖို့ပြောနေပါ9ရက်နေ့ဖြစ်ပါတယ်ဒါနောက်ဆုံးဒီ family စဉ်ရှားရနေ့ဖြစ်ပါတယ်မနေ့ကဆိုရင်တော့ဒီဟိုမန်လီကောင်းမြတ်ဖွင့်နေထည့်ပေးလိုက်မှာဖြစ်ပါတယ်ဒီဟာလေးစပြီးတော့ဒီစီစဉ်လေးဆောက်လိုက်ကြရပါတော့အားပေးရဲ့လူတွေရောပြောပြတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီရောက်ကြည့်